ချို့ပြီးပြောသူ့အချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ယေရမိကလည်းပဲမြောက်ပိုင်းဣသရေလလူမျိုးတွေနဲ့ပတ်သက်ပြီးတော့ပရောဖက်ယေရမိကလည်းဟောယေဇကျေလကလည်းဟောဒါနီလကလည်းဘာဘလုံကြီးကတိမ့်ပိုက်တော့လေဒီလူကြီးကဘယ်လိုဆိုတာဟောအဲ့ဒီအချိန်ကြီးအဲမှာယူဒာပြည်ရဲ့ပရောဖက်အနေနဲ့ဟပ်ပကုနောက်ပြီးတော့အရှိနားမှာရှိတဲ့နာဟုပရောဖက်ဒီယောက်က contemporary prophets ဆိုတာနာဟုနဲ့ဟပ်ပကုကတွဲပြီးတော့ဣသရေလလူမျိုးတွေတော့ခံပြီးပြီဟေးယူဒာလူမျိုးတို့မင်းတို့ခံရတော့မယ်မြန်တော့ကြရကြတော့အဲ့ဒီအကြောင်းကိုကျွန်တော်သုံးခါလေးပဲရှိကျွန်တော်အားလုံးကကြိုက်တာကတော့အဲ့ဒီနိုင်ငံအဲ့ဒီယူဒာပြည်နိုင်ငံအချီနေဘယ်လိုလဲဖယားစီနဲ့လွဲတာမှတကယ်လွဲသွားတော့ခုနကတော့အခန်းကြီး1စက္ကွန်တဲ့ပိုက်လောက်မှာကျွန်တော်ဖတ်သွားတာတွေ့တယ်မလားရံဖြစ်တာတို့လူရဲတာတို့ဘိုးဆိုဖယားသခင်ကိုပိုးပွေတဲ့လူမျိုးတော်ရွေးချယ်ခြင်းခံတဲ့လူတွေအကြမ်းမှာအဲ့ဒီဟာကြီးဖြစ်နေတာဒီလိုဟာကိုဖယားမဆုံးပါပဲဒီတိုင်းဟာအဲ့ဒါလည်းပရောဖက်ကမနေနိုင်ဘူး why ဒီလိုလူမျိုးတွေဘုရားသခင်ဘာကြောင့်မဆုံးပါတာလဲယူဒာလူမျိုးတို့ကိုဒီလိုဖြစ်နေကိုတော်ပုံကန်နေပြီကြောခိုင်းနေပြီဘာလာဘုရားတော်လိုက်နေပြီအဲ့ဒါကိုတော်ကဒီလိုပဲကြည့်နေတာလားကိုတော်ဖြောက်တယ်မလားတန်ရှိတယ်မလားအဲ့တစ်ချက်ကပြန်ကြည့်တော့ဘာဘူးလို့မြတ်ဘိုးဆိုယူဒာလူမျိုးတွေတဲ့ကြမ်းတမ်းခလေးတွေကိုကြောက်ဆုံမှာထုကြိတ်ပြီးတော့မှခလေးကိုပူစော်တဲ့ဟာနဲ့များဘာဘူးလို့ဆိုတာကျွန်တော်အလုံးသိတယ်အီရတ်ခုခေတ်ဆိုတာအီရတ်ဟုတ်ကဲ့ကပ္ပနိုင်ငံရဲ့သမိုင်းမှာကပ္ပသမိုင်းမှာ BC 600စနစ်မှာကမ္ဘာမှာအကြီးဆုံး empire နိုင်ငံကြီးကဘာဘလို့လဲတည်ထောင်ခဲ့တာစီးရီးယားလည်းဒီလောက်မကြီးခဲ့ဘူးရှူရီတွေလည်းမကြီးခဲ့ဘူးခါလဒဲတွေလည်းမကြီးခဲ့ဘူး Greek တွေလည်းမကြီးခဲ့ဘူးရောမနိုင်ငံတော်မှမကြီးခဲ့ဘူးအဲ့ဒီအချိန်ကာလတဲ့ဒီပြဿနာအများကြီးကြာဒီနေ့ခင်ဗျားတို့ကျွန်တော်နေစဉ်သွားလာလောကီဆောင်ရတဲ့ကလူတွေကျွန်တော်ရဲ့မျက်စိရှိမှမတရားမှုတွေအများကြီးကျွန်တော်ကိုယ်တိုင်လည်းခံရတာတော့ဘာလို့လဲရှိမှာပါအဲ့ဒီခါမှာကိုတော့ဘယ်လိုလဲကိုတော့ပါဒီလိုမတရားတဲ့လူကချမ်းသာနေပါလားကိုတော့ဘယ်လိုလဲဟာဒီလိုသူ passport အတူနဲ့ဟာဒီလိုကရဲရတယ်လွတ်သွားတယ်သူအစစ်ကြောက်ဖန်ထားတယ်ဟာဒုက္ခပဲမလေးရှားမှာကျွန်တော်မျက်စိရှိပါသူစာလုံးနဲ့သူ့လုပ်တဲ့အဲ၃ယောက်ကရှေ့ရတယ်လွတ်သွားသူကြအစစ်တယ်သွားတာသူ့တခါလည်းဖတ်တာဒါအတူပဲဟုတ်ဘူးဒါအစစ်သူကပြောချင်နေတာဘူး၃ယောက်ကနောင်းလေးနဲ့သွားတယ်သူပြောလိုက်ရတော့ဒုက္ခသူပဲခံလိုက်ရတယ်အစစ်ကခံလိုက်ရတယ်သူဖေးအားကြီးဘယ်လိုလဲအဖြေမရရှာဘူးတို့ဒီဘရော့ဘက်ကလည်းအဖြေမရဘူးကျွန်တော်ကြည့်လာဆိုတော့အခန်းကြီး1ကတော့ဘာကြောင့်ပြောနေတယ်လဲဆိုတော့ယုံကြည်ခြင်းပဲလေလာတာပဲနာသန်ကျွန်တော်တို့နာဟုံရောဟပ်ပကုတ်ရောယုံကြည်ခြင်းနဲ့ယူဒာလူမျိုးတွေထဲမှာယုံကြည်ခြင်းမရှိတော့ဘူးဒါပေမဲ့ prophet မှာရှိအချိန်မီနေတယ်နော်အချိန်မီသေးတယ်ဆိုတဲ့တော့ဒီလူတွေအသက်တာမှာနောက်တရလို့ကတော့အချိန်မီသေးတယ်ဖခင်ရဲ့ဆုံးမချက်ရပ်သွားလို့ရတယ်နော်ဒါပေမဲ့ဆုံးမချက်လည်းမတွေ့ရဘူးတဲ့ question မင်းနေတာတိတခုလုံးကအငယ်တိကနေစကြည့်ဒီပရောဖက်ဟပ်ပကုခံရတော့ဗျာဒိတ်တော်အချက်ကူမူကအိုးထာဝရဘုရားကိုတော်ဒီကြားတော်မမူပဲအပေမြကာလပတ်လုံးအကျွန်ုပ်ပေါ်ဟိရပါပြီ He was crying all day long and God never hear his prayers ကျွန်တော်တို့ဆူတောင်းတဲ့နေ့လုံးညအောင်ဆူတောင်းအဖြေမရဘူးဆိုရင်ကျွန်တော်တို့ကိုမမေးဘူးလားကျွန်တော်ရဲ့ဘဝမှာဒါတိပြန်စဉ်းစားစီဒါမှမဟုတ်အခန်းကြီး1ကဘာပြောတယ်လဲဆိုတော့ faith waves ထိုင်ထားဒီဒုက္ခတွေပြဿနာတွေအများကြီးထားအဲ့ကအော်တာမရဘူးအဖြေမရဘူးဘုရားကမထူးပေးဘူးဘုရားကအဖြေမပေးဘူးဖြစ်နေတာကျွန်တော်တို့ယုံကြည်ခြင်းကြားထဲမှာယုံကြည်ခြင်းရှိပေမဲ့အဲ့ကြားထဲမှာလှိုင်းလုံးကြီးထားနေတာ faith waves အခန်းကြီး1ကိုကျွန်တော်ကြည့်လာတဲ့ကဘာတွေ့ရတဲ့သဘောငယ်20ခန်းလေးပဲရှိဘာတွေ့ရလဲ faith watch ယုံကြည်ခြင်းရှိတယ်လို့ကကြည်နေတာဘုရားတကယ်ကလုံတော့မယ်ဘုရားတကယ်လုံပါဘုရားတကယ်မဆာပါဘုရားတကယ်နားကြောင်းတော်မူမယ်သူကတခါတည်းအပြစ်ကိုဖြစ်တိုင်းစီတော်မူမယ် faith watch
ဒီနေ့ချစ်တော်ညီကိုမောင်တို့တို့ကျွန်တော်ပြဿနာလေအရှိမတော့ faith waves ဆိုတာ problem ပေါ့ problem မရှိတဲ့လူမရှိဘူးခန္ဓာနဲ့စိတ်နဲ့ဝိညာဉ်နဲ့အကုန်အဲ့ဒီခါမှာဘုရားပြင်ကြီးဆိုတော့ပဲအခါကြီးနှစ်ကအငယ်1လေးမှာဘယ်လိုစလဲငါသည်ငါ့လိစင်ပေါ်မှာရက်ရက်ရဲတိုက်၌အမြဲနေလျက်ငါအားအဘယ်သို့မိန့်တော်မူမီကို၎င်းအပြစ်တင်ရင်အဘယ်သို့ပြန်လျှောက်ရမည်ကို၎င်းငါစောင့်၍နေစဉ်တွင်အဲ့ဒီ faith watch ချစ်တော်ညီကိုပေါ်တော့ရခါတည်းကကျွန်တော်တို့က let's have to see ကျွန်တော်တို့ကြည့်ရအောင်ရှိရှိတိုင်းပဲ let's face our problems no matter what it is ဘယ်လိုပဲရှိရှိ why God is there God is there Habakkuk the prophet Habakkuk was going through a lot of afflictions problems among the Jewish people the Judah kingdom ယူဒာပြည်ကနေကွဲသွားဣသရေလယူဒာပြည်ကွဲသွားပြီးကြတဲ့ကယူဒာလူမျိုးတွေကဖယားကနေကွဲတော့အမေရိကဣသရေလလူမျိုးတွေကိုကြည့်ပြီးတော့သူတို့နောင်တရပါလေအရှိ10မျိုးကပါတော့ဖယားဆုံးပါတာတွေအများကြီးပဲရှုရီလက်ထဲပါသွားသင်္ခါစာယူတင်တာသူတို့လည်းဖယားနဲ့အစတော့မှန်းနေတာဒီလူတွေသူတို့ခါရတယ်ကောင်းတယ်သူတို့နားမထောင်ဘူးဒါမဲ့သူတို့လည်းပဲတဖြည်းဖြည်းနဲ့ကြားလာလေးယူဒာလူမျိုးတွေလည်းဖောက်ပြန်လာအဲ့အခါကြီး3ကိုသွားတဲ့ခါကျတော့အငယ်1လေးမှာအ1နဲ့2လေးကိုကျွန်တော်ဖတ်